လိုက်ရင်ချွတ်ကျွတ်လေးနဲ့အရသာလေးလေးပင်ပင်ရှိတဲ့တဲ့သီးကိုကြိုက်တတ်တဲ့သူတို့ဆိုရင်တော့အခုလိုအကျိုးကျေးဇူးလေးတွေရရှိစေမယ်ဆိုတာပြောနေစရာတော့မလိုအောင်ပါနော်။လိမ္မော်ရောင်တောက်လေးနဲ့အညာရန်စိမ့်စိမ့်လေးဒါမှမဟုတ်ခက်ညိုအယောင်လေးကြောင့်မျက်စိထဲမှာဆွဲဆောင်မှုရှိတဲ့တဲ့သီးလေးကခန္ဓာကိုယ်အတွက်ဘယ်လိုများအထောက်အကူပြုပေးနိုင်လဲဆိုတာကိုပြောပြပေးသွားမှာဖြစ်လို့ဗီဒီယိုလေးကိုဆုံးဖြတ်ကြည့်ရှုပေးပါအောင်ရှင်။တဲ့သီးမှာကာဘိုဟိုက်ဒရိတ်အမြင့်ဓာတ်၊သကြားဓာတ်၊ဗီတာမင် A ဗီတာမင် E ဗီတာမင် B ဗီတာမင် K ဗီတာမင် C တန်ဓာတ်ပိုတက်ဆီယမ်ဆိုဒီယမ်ဖောလိတ်ကိုလင်မဂနီဆီယမ်နဲ့ရေဓာတ်တို့ပါဝင်နေပါတယ်တဲ့သီးချိုလေးကရရှိနိုင်မဲ့ကျန်းမာရေးအကျိုးကျေးဇူးလေးတွေကတော့နံပါတ်1ဝိတ်ကျစေနိုင်တယ်အရွယ်တော်တဲ့သီးတစ်လုံးမှာကာဘိုဟိုက်ဒရိတ်က31ဂရမ်သာပါဝင်တာဖြစ်ပြီးခန္ဓာကိုယ်ကိုအဆီတက်စေတာမျိုးမဖြစ်စေပါဘူးဒါကြောင့်ဝိတ်ချချင်တာကြောင့်ဘာသီးစားလို့စားရမှန်းမသိဘူးဆိုရင်တော့တဲ့သီးလေးစားပြီးဝိတ်ချပေးလို့ရပါတယ်နံပါတ်2ကူးစက်ရောဂါတွေကိုကာကွယ်ပေးတယ်တဲ့သီးမှာကတိချင်တဲ့ဖိုလီဖီနော်လစ်အန်တီအောက်ဆီဒန့်တို့လိုမျိုးနာကျင်ရောင်ရမ်းမှုကိုတက်တာစေနိုင်ပြီးကူးစက်ရောဂါပိုးတွေကနေအထူးရောက်ဆုံးကာကွယ်ပေးနိုင်တဲ့ဖိုက်တိုကက်မီကယ်တွေပါဝင်နေတာကြောင့်ကူးစက်ရောဂါပိုးကြောင့်ဖြစ်တဲ့ရောဂါတွေကနေအထူးရောက်ဆုံးကာကွယ်ပေးနိုင်မှာပါနံပါတ်3လေကောင်းမဖြစ်အောင်ကာကွယ်ပေးနိုင်တယ်တဲ့သီးမှာလေကောင်းကာကွယ်ပေးတဲ့အာနိသင်ရှိပြီးလေကောင်းကြောင့်စအိုကနေသွေးကြတာကိုလည်းတက်တာစေနိုင်ပါတယ်ကာကွယ်ဖို့ရောကုသဖို့ပါစားပေးသင့်ပါတယ်နံပါတ်4အစာချေစနစ်ကိုကျန်းမာစေတယ်။အမြင့်တက်ကြွယ်ဝမှုကအစာချေစနစ်ကိုအထောက်အကူပြုပေးပါတယ်။ဦးနှံရံတွေကိုအာဟာရစုပ်ယူမှုကောင်းစေသလိုဝမ်းနံစေနိုင်ပါတယ်။ပူမာကြီးကင်ဆာမဖြစ်နိုင်အောင်လဲကာကွယ်ပေးပြီးဝမ်းပြတ်ဝမ်းရှုံးမဖြစ်အောင်အထူးရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။နံပါတ်5စီးကျိုအတွက်ကောင်းတယ်။တဲ့သီးကချိုးတယ်ဆိုပေမဲ့တော်တင်ုံစားမယ်ဆိုစီးကျိုရှိသူတွေနဲ့တင့်တော်ပါတယ်။အစာခံနိုင်စေပြီးသွေးရင်းတကြားတဲ့မတက်အောင်အထူးရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။နံပါတ်6သွေးတို့တက်တာစေတယ်။ဆိုဒီယမ်ပါဝင်မှုများတဲ့အစားအစာတွေကိုစားသုံးတာကသွေးတို့ဖြစ်စေရတဲ့အဓိကအကြောင်းရင်းပါ။တဲ့ဒီမှာတော့ဆိုဒီယမ်ပါဝင်မှုနည်းသလိုပိုတက်ဆီယမ်ပါဝင်မှုကသွေးပေါင်ခြင်းကိုအကောင်းဆုံးထိန်းညှိပေးနိုင်ပါတယ်။နံပါတ်9ကိုယ်ခံအားကောင်းစေတယ်။ဗီတာမင် C ပါဝင်မှုကကိုယ်ခံအားကိုအကောင်းဆုံးမြင့်တင်ပေးပါတယ်။အေးမိဖျားနာတုပ်ကွေးစားတာတွေကနေကာကွယ်ဖို့ဖြစ်ဖြစ်အဆုတ်ပိုးဝင်တာတွေကိုခုခံတိုက်ထုတ်ဖို့ပဲဖြစ်ဖြစ်တဲ့သီးကိုစားလို့ရပါတယ်။နံပါတ်8ကင်ဆာတက်တာစေတယ်။ကင်ဆာဝေဒနာခံစားနေရသူတွေအနေနဲ့လည်းကင်ဆာဆဲတွေကိုတိုက်ထုတ်ဖို့နဲ့ထပ်ပွားမလာစေဖို့အတွက်ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝတဲ့တဲ့သီးကိုစားပေးလို့ရပါတယ်။နံပါတ်9အမြင့်အာရုံကောင်းစေတယ်။ဗီတာမင် E ကျွမ်းဝစွာပါဝင်နေတဲ့တဲ့သီးကအမြင့်အာရုံကိုအကောင်းဆုံးအဖြစ်ပေးနိုင်မှာပါ။နံပါတ်10သွေးရကောင်းစေတယ်။ကော့ပါပါဝင်နေတာကြောင့်တန်တဲ့ဆုပ်ယူမှုအားကောင်းစေပြီးသွေးနူဆွဲလေးကိုဖြစ်ပေါ်စေပါတယ်။သွေးရနဲ့ယောဂမဖြစ်အောင်အထူးအောင်ဆုံးကာကွယ်ပေးပါတယ်။နံပါတ်17ဂျိုးထိုးတာကိုတက်တာစေနိုင်ပါတယ်။ဂျိုးထိုးတက်တာခြင်းတဲ့သူတွေအနေနဲ့လည်းတဲ့သီးစားပေးလို့ရပါတယ်။နံပါတ်12အသေးချမ်းမှစေနိုင်တယ်။ဓာတ်တိုးဆန့်ကျင်အာနိသင်ကြွယ်ဝနေတာကြောင့်ကိုယ်ရင်းကအစိတ်တောက်တွေကိုအထူးရောက်ဆုံးဖယ်ရှားပေးပြီးဆဲတွေထိခိုက်ပျက်စီးမှုမဖြစ်အောင်ကာကွယ်ပေးနိုင်ပါတယ်။အသေးကိုထိခိုက်စေတဲ့အစိတ်တောက်တွေကိုလည်းအကောင်းဆုံးဖယ်ရှားပေးနိုင်ပါတယ်။နံပါတ်13ကိုယ်ရင်းကပိုရှန်နေတဲ့ရေတွေကိုဖယ်ရှားပေးနိုင်တယ်။တဲ့သီးကစီးရွှင်စေနိုင်ပြီးကြောက်ကပ်မှာပိုနေတဲ့အရည်တွေနဲ့အရည်ပြားအောက်မှာခိုအောင်နေတဲ့ရေပိုးတွေကိုအထူးရောက်ဆုံးဖယ်ရှားပေးနိုင်ပါတယ်။ပိုရှန်နေတဲ့ရေတွေကိုသာစီးကနေတဆင့်ဖယ်ရှားပေးတာဖြစ်ပါတယ်။နံပါတ်14အင်အားပြည့်စေတယ်။ပိုတက်ဆီယမ်နဲ့တကြားတဲ့ပါဝင်နေမှုကခန္ဓာကိုယ်ကိုအကောင်းဆုံးအဖြစ်ပေးနိုင်ပါတယ်။ခြေကုပ်လက်ပန်းကျတာပင်မနှမ်းနေတာမျိုးမဖြစ်အောင်အထူးရောက်ဆုံးကာကွယ်ပေးနိုင်ပါတယ်။တဲ့သီးကကျန်းမာရေးအတွက်ကောင်းတယ်ဆိုပေမဲ့အလွန်ကျွံစားသုံးတာမျိုးမလုပ်သင့်ပါဘူး။ယောဂအခန့်ရှိမယ်။ကိုယ်ဝင်ဆောင်ဖြစ်မယ်။မိုးတိုင်းမိခင်ဖြစ်မယ်ဆိုရင်တော့ဆရာဝန်နဲ့တိုင်ပင်ပြီးမှစားပေးသင့်ပါတယ်။အခုပြောပြပေးသွားတဲ့အကြောင်းအရာလေးတွေကတော့တဲ့သီးနဲ့ပတ်သက်တဲ့ကျန်းမာရေးကြိုးကျေးဇူးတွေပဲဖြစ်ပါတယ်။ဒီဗီဒီယိုလေးထဲမှာပြောပြပေးသွားတဲ့အကြောင်းအရာလေးတွေက Hello Doctor website ကနေဆရာဝန်များကိုယ်တိုင်ဖော်ပြပေးထားတဲ့အကြောင်းအရာလေးတွေကိုမိတ်ဆွေတို့ဘူးတူရရရှိစေဖို့အတွက်ပြန်လည်တင်ဆက်ပေးထားခြင်းပဲဖြစ်ပါတယ်ရှင်။
နောက်လည်းခုလိုဘိုးတုဒရရှိစေဖို့ကျမ်းမာရေးနဲ့အလှပနဲ့ပတ်သက်တဲ့အကြောင်းအရာလေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့ channel လေးကို subscribe ပြုလုပ်ပြီးစောင့်မျှော်ကြည့်ရှုပေးပါအောင်လို့မေတ္တာရက်ခံပါတယ်ရှင်။ကြည့်ရှုပေးတဲ့တယောက်စီတိုင်းကိုကျေးဇူးတင်ပါတယ်ရှင်။